ကဲပြည်သူတွေဆမ်းမဲ့လူတယောက်ရော့သွားလို့စိတ်မကောင်းစရာတည်င်းလေးပြောပြမယ်အဲ့ဒါကတော့မနေ့ကတည်းကကြားတာနော်ညတည်းကကြားတာပေါ့အတီးပြုတ်ချက်ဟိုနေ့ဖြစ်နေအခုမီဒီယာတွေမှာတင်းလာပြီဒါကတော့ဇော်ဘုံဟိန်းဖန်းကန်ထိသွားပါပြီနော်ကျွန်တော်ပြောတယ်မလားဟိုရက်ကပဲကျွန်တော်တင်လိုက်သေးတယ်ဇော်ဘုံဟိန်းရဲ့ပါဝါကနဲတဲ့ပါဝါမဟုတ်ဘူးလို့ဘုံမှုချုပ်တွေတိုင်းမှုတွေဟိုမှာငါနဲ့တုတ်လို့ရတဲ့အစင်လို့ဘာဖြစ်လို့တင်တာလဲတိတာခမများတို့အားပေးနေတဲ့စစ်တပ်ဘက်မှာအဲ့လိုပြောပိုင်ခွင့်လောက်ပိုင်ခွင့်မရှိဘူးတရားမျှတမှုဆိုတော့လုံးဝမရှိတဲ့အရာတော်လှန်နေကြတဲ့လူတွေကစောက်ယူနားပေးနေမဟုတ်ဘူးတိလားလူပီတတဲ့ကောင်တွေဆိုရင်ဘယ်သူမှအချိန်ကုန်ကြီးတော်မလှန်ဘူးဘဝတွေအပြတ်ခံပြီးတော်မလှန်ဘူးနော်လူစိတ်ပြောင်းနေတဲ့ကောင်တွေမှတိလို့တော်လှန်နေကြတာဒါကောင်မင်းတို့စစ်တပ်လော်ဘီတွေကဘာဖြစ်တဲ့ညာဖြစ်တယ်ဆိုတော့ဇော်ဘုံဟင်းကမကြဘူးလို့ငါပြောနေတုံးရှိသေးတယ်အခုတော့ထိပြီနဲတယ်အားရတယ်ကျင်တတ်တယ်တိလားအဲ့တော့မင်းတို့တွေဆက်ထောက်ခံကြမင်းတို့ထောက်ခံတဲ့အတိုင်းဝိုင်းဆိုတာလူစိတ်ပေါက်နေတဲ့ကောင်တွေလားတလိမ့်ဆန်စိတ်ပေါက်နေတဲ့ကောင်တွေလားဆိုတာမင်းတို့ကိုယ်တိုင်ခံစားကြည့်မှတိလိမ့်မယ်နော်သတင်းလေးကိုကျွန်တော်ဖတ်ပြမယ်နော်မင်းအောင်လှိုင်အပါအဝင်စစ်အရာရှိကြီးများကိုဆဲဆိုခဲ့သည့်စစ်လော်ဘီဇော်ဘုံဟင်းကိုဆက်သွယ်ဥပဒေတစ်မှောင်ခိုမှုလက်နက်မှုလိုင်စင်မဲ့ကားရောင်းဝယ်မှုများဖြင့်စစ်ကောင်စီတပ်ကပြန်လည်ဖမ်းဆီးလိုက်ကြောင်းပြည်ဦးလွင်ရဲအတိုင်းဝိုင်းကပြောဆိုတယ်ဇွန်လ2ရက်နေ့မွန်းလွဲတနာရီကျော်အချိန်ပြည်ဦးလွင်တွင်နေထိုင်သောစစ်လော်ဘီဇော်ဘုံဟင်းကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးတွားခဲ့ကြောင်းမင်းအောင်လှိုင်အပါအဝင်စစ်အရာရှိကြီးများကိုဆဲဆိုသည့်အတွက်ရန်ကုန်တိုင်းတကုံမြို့တစ်တောင်မိုင်းမြို့နယ်ရဲစခန်းတွင်ပအမှတ်358/2025စစ်တွေဥပဒေပုံမှန်66 ဂါကြီးဖြင့်မဘတာနှင့်စစ်တပ်ထောက်ခံသူဒေါ်မိုးခိုင်ကမေလ9ရက်နေ့တွင်အမှုဖွင့်ခဲ့ကြောင်းဇော်ဘုံဟင်းက၎င်း၏ Telegram Channel တွင်စစ်တပ်အရာရှိကြီးများကိုဝေဖန်မှုများဆက်လက်လှုပ်ဆောင်ခဲ့ကြောင်းထို့ကြောင့်ဇွန်လ2ရက်နေ့တွင်စစ်တပ်ကဇော်ဘုံဟင်းကိုဖမ်းဆီးတွားခဲ့ကြောင်းသိရတယ်။ဖမ်းတွားတာကတော့ဒေကြတဲ့ညှိနှိုင်းပြီးပြန်ထွက်လာရင်တော့မပြောတတ်ဘူး။ဒါပေမဲ့ဒီတစ်ခေါက်တော့ညှိနှိုင်းပြီးထွက်လာဖို့ခက်မဲ့ထင်တယ်သူ့ကိုဆွဲထားတဲ့အမှုတွေများတယ်လို့သိရတယ်ဟုရဲသတင်းရင်းမြစ်ကပြောတယ်။ရန်ကုန်အခြေစိုက်မဘတာအတိုင်းဝိုင်းကမူဇော်ဘုံဟင်းကိုဆက်သွယ်ရေးဥပဒေတစ်မှောင်ခုံမှုလက်နက်မှုလိုင်စင်မဲ့ကားရောင်းဝယ်မှုများဖြင့်အမှုတက်ဖမ်းဆီးထားတယ်ဟုသိရှိရပြီး၎င်းကိုပြန်လှုပ်ပေးရေးမဘာသာဥဆောင်သူတချို့ကစစ်တပ်နှင့်ညှိနှိုင်းနေကြောင်းပြောဆိုတယ်။ဖမ်းဆီးမခံရခင်ဇော်ဘုံဟင်းကစစ်လော်ဘီများဖြစ်ကြတဲ့ကျော်စိုးဦးဒဇင်ဦးတို့နှင့်မုံရွာမြို့အနောက်တောင်တိုင်းစစ်ဌာနချုပ်အပါအဝင်စကိုင်းနှင့်မန္တလေးတို့တွားရောက်ခဲ့ကြောင်းသိရတယ်။ညှိပြီးတော့ပြန်ထွက်လာလို့ရရင်တော့ကံကောင်းတယ်မှတ်ပါ။နော်ကံအကောင်းဆုံးကတော့ညှိပြီးပြန်ထွက်လာလို့ရဒါပေမဲ့ဒီတစ်ခါတော့ညှိဖို့မလွယ်ဘူး။ဒါပေမဲ့တစ်ခုရှိတာကဇော်ဘုံဟင်းကခုနကပြောသလိုသူပြောခဲ့တဲ့အရာတွေအားလုံးကိုတဖြည်းဖြည်းနဲ့တစ်ဖက်ကစုထားတဲ့ပုံစံမျိုးအဲ့ဒီမိုးခိုင်ဆိုတာကရှင်းပြောရရင်တော့သူတို့စစ်တပ်အတိုင်းဝိုင်းမှာဇော်ဘုံဟင်းနဲ့မိုးခိုင်ပါဝါချင်းရှင်လိုက်မယ်ဆိုရင်တော့သူတို့ဘောမထောက်ခံမှုအားပိုကောင်းတာကဇော်ဘုံဟင်းကအားပိုကောင်းတယ်နော်ဇော်ဘုံဟင်းကမိုးခိုင်နဲ့ဆိုင်လက်တွေ့ကြတယ်လှုပ်တယ်အဲ့ဒီအတွက်သူတို့စစ်တပ်အတိုင်းဝိုင်းမှာဇော်ဘုံဟင်းကပို့ပြီးတော့မျက်နှာရတယ်အလုပ်ပို့လုပ်တယ်ဒါပေမဲ့ပြောဆိုတဲ့နေရာမှာခုနကပြောသလိုပေါ့သူတို့စိတ်ထဲမှာတကယ်ဟိုလူလူတင်မြောက်တဲ့အစိုးရတရက်ကိုဝေဖန်တဲ့ပုံစံမျိုးတွားရောက်ပြီးတော့သူတို့ခေါင်းဆောင်တွေကိုသူတို့တွားပြီးတော့တွားပြောတော့ဘယ်ရမလဲအဲ့စစ်ခေါင်းဆောင်တွေအဲ့လောက်လူစိတ်ရှိမှပဲတော်လှန်ရေးဆိုတာဒီနိုင်ငံမှာမပေါ်လာဘူးဟျောင်းနေရဲ့တိလားတော်လှန်နေတဲ့လူတွေကဘဝတွေအပြက်ခံအတက်တွေစဒေးပြီးတော့တော်လှန်နေဆိုတာစောက်ယူတွေမဟုတ်ဘူးလေမင်းတို့လိုပဲအုံနောက်ရှိတယ်တွေးကြတယ်လေနော်အဲ့လိုတွေးသောစင်ကျင်တတ်တဲ့လူတွေတောင်မှဘဝအပြက်ခံအတက်တွေရင်းပြီးတော်လှန်နေတယ်ဆိုတာမင်းတို့တင်ထားတဲ့ခေါင်းဆောင်တွေကဘလောက်ထိလူစိတ်မဲ့နေတဲ့ကောင်တွေတဲ့ဒီတိုင်းပြည်အတွက်အန်ရယ်ဘလောက်ကြီးလဲဆိုတာကိုတိလို့တော်လှန်ကြတာလေဒါကိုမင်းတို့ကလုတ်ပိုင်ခွင့်နေရတဲ့အကျိုးအမြတ်လေးရယုံနဲ့နော်ငါတို့ဘဘကြီးငါတို့တတ်မတော်ကွာဆိုတဲ့ဟာမျိုးနဲ့တွားပြီးတော့ကြားတွေကိုအတက်တွင်းနဲ့လှုပ်ရက်ကိုမင်းတို့တွေလှုပ်ကြတာအဲ့တော့ဝစ်ဆိုတာမော်တာမလို့ဘူးအော်တိုလဲတယ်နော်ဟိုကောင်ဖမ်းဖို့ဒီကောင်ဖမ်းဖို့ဟိုတော်လိုင်းတမဘာဖြစ်တယ်ပြောခဲ့တဲ့ကောင်တွေအတွက်အချိန်မတန်ခင်တောင်မှအော်တိုလဲလာပြီနော်အချိန်တန်တဲ့တနေ့ကျရင်ခံနိုင်ရှိအောင်ကြိုးစားအခုဇော်ဘုံဟင်းရညှိပြီးတော့ပြန်ထွက်လာလို့ရရင်ကံကောင်းတယ်မှန်အများစုခံမှန်းနေကြတာတော့လုံးဝညှိဖို့မလွယ်ဘူးလို့ကြားသိရတယ်နော်ကြားသိရတယ်ဘလို့ပဲဖြစ်ဖြစ်ဦးကြော်စိုးဦးဆိုလဲဘာမှမဟုတ်ဘူးနော်အခုဒီကောင်တွေနော်ဒီလောက်တောင်ပိုးစိုးပဆက်ဘောမနော်သူတို့ရှင်းပြောရင်သူတို့အသက်နဲ့ရင်းပြီးတော့ဒီစစ်တပ်ကိုဘောမတာနော်အကောင်းပြောတာတိုင်းပြည်လုံးတစ်ကမ္ဘာလုံးအစဲအဆိုခံချင်းချောက်ခံနော်ပြီးလို့ရှိရင်ဗမာတွေ့မလဲတွေ့ရတင်းကြိုင်ဓာမဆိုင်သူတို့ကျင်းပြီးတော့
တက်နဲ့ရင်းပြီးတော့ဘောမတဲ့ဒူတွေတောင်မှစကားလေးတစ်လုံးအမှားမခံဘူးဆိုရင်ခမားတို့ကျွန်တော်တို့တာမန်ပြည်သူဘဝစဉ်းစားကြည့်ကျော်စိုးဆိုအခုဘယ်နှခါရှိပြီလဲဟမ်ကျော်စိုးကဒါယုံကြည်မှုမဲ့နေစစ်ကောင်စီအနေနဲ့ဒါပေမဲ့ဒါကြောင့်မလို့ကျော်စိုးကလည်းအသေးလဲပြန်ပြီးတော့ရပလွေလိုက်စုပ်နေရတာနော်အခုဇော်ဘုံဟင်းဆိုသူတို့ပဲမင်းအောင်နိုင်ကိုငါးနှစ်သမီးတွေကဘိုးကြီးလေပြုတ်သူလိုက်မှလုံနေအခုဘိုးကြီးကလေပြုတ်သက်လားမင်းတို့တွေအဲ့ဒါပြောတာကွာနော်ဒီတတ်မတော်ဆိုတာငါတို့ပြည်သူတရက်လုံးကတတ်မတော်ဖြစ်ပါတယ်နော်ကိုတိုင်းပြည်အတွက်တတ်မတော်ပဲလိုချင်တာပေါ့နော်သူများနိုင်ငံစစ်သားနေနဲ့ရှင်လိုက်လို့ရှိရင်ကိုတိုင်းပြည်ရဲ့တတ်မတော်ဟာကိုတိုင်းပြည်ရဲ့တတ်မတော်ဓာတ်တွေဟာတကယ်စတန်ဒတ်ရှိတဲ့စတန်ဒတ်အာမီဖြစ်ရှင်တာပေါ့ဒါပေမဲ့လက်ရှိစစ်ခေါင်းဆောင်တွေလက်အောက်မှာစတန်ဒတ်အာမီဖြစ်လို့မရတယ်လို့တိုင်းပြည်တစ်ခုအတွက်ဂုံယူစရာတတ်မတော်ဖြစ်မလာဘူးဆိုတာတိလို့တော်လှန်နေကြတာလေစစ်တပ်ကိုပျောက်သွားအောင်စစ်တပ်ပြိုလဲအောင်တော်လှန်တာမဟုတ်ဘူးဒါကိုမင်းတို့တွေကလုတ်ပိုင်ဝင်လေနည်းနည်းရတဲ့အရာနဲ့မင်းတို့တွေပြောချင်တိုင်းပြောတယ်လှုပ်ချင်တိုင်းလှုပ်တယ်နော်အဲ့တော့ကိုလက်ထက်ရောက်ရင်ခံနိုင်ရှိအောင်ကြိုးစားကြပါဟုတ်တယ်နော်အခုဇော်ဘုံဟင်းဆိုတာဟိုနေ့ကပဲပို့တင်းနေသေးတယ်ဒီဗမော်အတွက်လားမသိဘူးအဝိအစားတွေလားဘာလားမသိဘူးပြီးရိတ်ခါတွေအသေးအလဲထောက်လျှောက်လှုပ်တာနော်အဲ့လိုလှုပ်တဲ့လူတော့မရဘူးစဉ်းစားကြည့်အဲ့တော့မင်းတို့ထောက်ခံတင်နေလားမထောက်ခံတင်ဘူးလားဆိုတာမင်းတို့စားနေတဲ့ထမင်းကိုထောက်ရှုတော့အဖြစ်အုံနောက်ထဲကလူတို့အတီးတရားတွေးပြီးတော့စဉ်းစားကြဖို့အချိန်တန်ပြီနော်ဒီရဲ့အပြောင်းလဲကိုတတိုင်းပြည်လုံးလက်ခံလိုက်မယ်ဆိုလို့ရှိရင်စစ်တပ်ဟာစစ်တပ်နေရာမှာနေရမယ်ဒီလိုမျိုးအာဏာအလွဲတုံးစားလုပ်တဲ့စစ်ဗိုလ်ချုပ်တွေကငါတို့အရေးယူရမယ်ငါတို့တိုင်းပြည်တို့တတ်မတော်ဆိုတာရှိရမယ်အဲ့ဒီတတ်မတော်ကအခုဇော်မုံဟင်းလို့တတိုင်းပြည်လုံးထောက်ခံရမယ်ဒါပေမဲ့မှားရင်မှားတယ်လို့ပြည်သူကပြောလာရင်အဲ့ဒီတတ်မတော်ကလက်ခံနိုင်ရမယ်အဲ့လိုတတ်မတော်မျိုးမင်းတို့ကမလိုချင်ဘူးလားငါတို့လည်းလိုချင်တယ်ဒါပေမဲ့အဲ့လိုတတ်မတော်မျိုးလိုချင်ဖို့အတွက်လက်ရှိစောက်ကျင့်ပါနေတဲ့ခေါက်ရိုးကျိုးနေတဲ့ဒီခွေးစိတ်ပေါက်နေတဲ့စစ်ဗိုလ်ချုပ်တွေငါတို့နိုင်အောင်အရေးယူမှရမယ်အဲ့ကောင်တွေကိုအစွဲချိုးနိုင်မှငါတို့လိုချင်တဲ့တတ်မတော်ဖြစ်မှာအဲ့ကောင်တွေကိုအစွဲမချိုးဘဲနဲ့မင်းတို့ပြောချင်တိုင်းတွားပြောတော့မင်းတို့စကားလေးတစ်လုံးမှားတော့မှမရဘူးအခုတွက်ကြည့်ဇော်ဘုံဟင်းလိုကောင်မျိုးကိုဖမ်းတယ်ဆိုရင်စစ်တပ်မှာနောက်ထပ်မျက်နှာထောက်မဲ့လူစစ်တပ်ထောက်ခံတဲ့လူတွေမှမရှိတော့ဘူးဒါရှင်းရှင်းပြောတာဇော်ဘုံဟင်းလောက်ဒီစစ်တပ်တွေအသက်ပေးပြီးအလုံးလုံးတာမရှိဘူးလော်တာမရှိဘူးနော်အဲ့လိုလူမျိုးတောင်မှစကားလေးတစ်လုံးမှားတာကိုဖမ်းမယ်ဆိုရင်ဟာဒီစစ်တပ်အတွက်နောက်ထပ်ထောက်ရှုเสียစစ်တပ်ထောက်ခံသူဆိုတာမရှိတော့ငါပြောတာမင်းတို့လက်ခံတာနော်အဲ့တော့စစ်တပ်ထောက်ခံတဲ့အတိုင်းဝိုင်းနေတဲ့စဉ်းစားပြီးတော့မင်းတို့အားပေးနေတဲ့အရာဒီကြားတွေကိုမင်းတို့အတက်တွင်းနေတာဖြစ်တဲ့အတွက်မင်းတို့ထင်တာတော့ဒီကြားကိုအတက်တွင်းပြီးတော့ငါတို့ကိုတိုက်ခိုင်းမယ်လို့မင်းတို့ထင်တာဒါပေမဲ့ကြားဆိုတဲ့ကောင်မျိုးကနောက်မှတာငါတို့ကိုတိုက်မှာအနီးနားမှာရှိတဲ့မင်းတို့အရင်စားမှာစဉ်းစားကြည့်နော်ကျော်စိုးဦးမတ်ပုတုတစင်ဦးနော်ငပေါက်အရေချုံပေါက်မင်းတို့တွေအသေးအလဲလောနေကြတာဒါပြည်တွင်းမှာရှိတဲ့ဟာတွေနော်အခုပြည်ပမှာရှိတဲ့သူကိုမမောင်တို့ဘာလို့ဆိုရင်ထွက်ပြောတဲ့အနေအထားတွေဖြစ်လာပြီမရဘူးလေလူရဝင်အောင်လုပ်လို့မရဘူးဒီစစ်ဗိုလ်ချုပ်တွေကိုဒီစစ်ဗိုလ်ချုပ်တွေလက်ရှိစစ်တပ်ကိုဥဆောင်နေတွေအဲ့ဒီစစ်တပ်ကိုလူရဝင်အောင်မင်းတို့ကလုပ်နေတာမရဘူးအဲ့တော့မင်းတို့အဲ့ဒီစစ်ဗိုလ်ချုပ်တွေကိုအစွဲကျိုးအောင်လို့အရင်ချိုးပြီးမင်းတို့ဒီတပ်မတော်ကို standard army ဖြစ်အောင်မင်းတို့လုပ်အဲ့ဒါသေးကြတယ်နော်အဲ့တော့ဇော်ဘုံဟင်းဖမ်းခံထိတာတော့ငါတို့ဘက်ကတော့စိတ်မကောင်းဘူးနော်စိတ်မကောင်းဘူးဆိုတာအဲ့လိုဖမ်းပြီးတော့ထောင်ထဲထည့်လိုက်မယ်ဆိုတဲ့ဟာမျိုးငါတို့မလိုချင်ဘူးနော်မင်းတို့စစ်တပ်ထောက်ခံတဲ့လူတွေကိုငါတို့လက်နဲ့ငါတို့အရေးယူချင်တာမင်းတို့စစ်တပ်ထောက်ခံတဲ့လူတွေတဦးချင်းစီကစပြီးတော့တခုရှိတယ်အမှားကိုတီးလို့အခုဇော်ဘုံဟင်းကိုဖမ်းသွားပြီနော်အခြားလူတွေအနေနဲ့ဟုတ်တယ်ငါတို့အားပေးတဲ့အရာမှားနေပြီငါတို့တွေကဒီအမှားကိုပြင်မှငါတို့လိုချင်တာအဲ့ဒါအမှန်တရားကိုလက်ခံတာလိုချင်တာအမှန်တရားကိုလက်မခံပြီးတော့နောက်ဆုံးထိမိုက်ဝါမယ်ဆိုလို့ရှိရင်မိုက်ငါတို့လည်းနောက်ဆုံးထိတိုက်သွားမှာနော်အဲ့တော့အမှန်ကိုမြင်ဖို့တော့အချိန်တန်ပြီကွာငါအရှင်းမပြောခဲ့သလိုပဲဇော်ဘုံဟင်းလိုကောင်မျိုးကိုဖမ်းပြီးတော့အရေးယူမယ်ဆိုရင်မင်းတို့စစ်တပ်မှာနောက်ထပ်ထောက်ရှုစရာစစ်တပ်ထောက်ခံလို့ဆိုတော့မရှိတော့ဘူးအဲ့တော့တာမန်ဘောမအစင်းလောက်ကိုမင်းတို့စိမ့်နေမထွက်နဲ့သိလားမင်းတို့အဲ့ဒါနမူနာယူနော်ဇော်ဘုံဟင်းဘလောက်အလုပ်လုပ်လဲဘလောက်အတက်ပေးတယ်ဘလောက်လော်လဲနော်အဲ့တော့မှန်ပါတယ်ဇော်ဘုံဟင်းကိုတစ်မှောင်ခိုနော်ကားလိုင်စင်မဲ့ကားဝစ်တောက်မှောင်ခိုတွေပြီးလို့ရှိရင်ဗာလက်နက်မှုတွေနဲ့စွဲမဲ့ဆိုရင်ဘူးလက်လှဆိုရတောင်မှတနက်ကင်ထားတယ်သူ
တူတင်လားဆိုတော့တူတင်မဟုတ်ဘူးသူ့တပည့်ဟိုအောင်လားဆိုလက်နှစ်သက်ဆင်ပေးထားတယ်အဲ့ဒါလိုပဲအခြားတော့စစ်ဘိုလ်ချုပ်တွေလည်းအရက်သားဖြစ်နေတဲ့စစ်ဘိုလ်ချုပ်တွေလက်နက်ကင်ဆောင်ထားတာအများကြီးရှိတယ်နော်လက်ရှိကျန်းဖို့ပါတီဝင်တွေခေါင်းဆောင်ပိုင်းတွေလက်နက်ကင်ဆောင်ထားတာတွေအများကြီးရှိတယ်ဒါပေမဲ့အရေးယူခြင်းတဲ့လူကိုယူတယ်အရေးမယူခြင်းတဲ့လူကိုမယူဘူးတရေခွင်းလို့ဥပဒေမင်းတို့တွေအဲ့ဒါကြီးနော်နောက်တစ်ချက်တစ်မှောင်ကိုဇော်ဘုံဟင်းကိုဆွဲမယ်ဆိုရင်မြန်မာပြည်မှာနော်ဧကသိန်းနဲ့ချီကိုဂျိုးဝိုင်းတဲကတစ်ကိုတရေဝင်မှောင်ခိုထုတ်နေတဲ့တူတွေအများကြီးရှိတယ်ဇော်ဘုံဟင်းစားတယ်ဆိုတာအယိုးလောက်ပဲရှိတယ်ငါပြောတာမှားလားဇော်ဘုံဟင်းထက်မြောက်များစွာဒီတိုင်းပြည်ကနေတစ်တွေမှောင်ခိုထုတ်နေတဲ့လူပေါင်းမြောက်များစွာရှိတယ်အဲ့ဒါကိုစစ်တပ်ကမတည်ဘူးလားတိတယ်သူတို့စစ်သားတွေကိုယ်တိုင်မပါဘူးလားပါတယ်ဒါပေမဲ့ဘာဖြစ်လို့အရေးမယူလဲအရေးမယူခြင်းတဲ့လူကိုမယူဘူးနော်ကားမောင်ကိုတရုတ်ကနေတင်သွင်းနေတာဇော်ဘုံဟင်းသွင်းတယ်ဆိုတာအယိုးလေးလောက်ပဲရှိတယ်နော်ထိုင်းကနေတွင်းနေတာဇော်ဘုံဟင်းကားမှောင်ခိုလောက်တယ်ဆိုတာအယိုးလေးလောက်ပဲရှိတယ်ဇော်ဘုံဟိတ်တဲ့မြောက်များစွာမှောင်ခိုတွင်းနေတဲ့ဝစ်တောက်ကားတွေဆိုင်ငယ်တွေတွင်းနေတဲ့တူတွေဟိတ်တိုင်းပြည်မှာရိုက်တတ်လို့မကုန်ဘူးဒါပေမဲ့ဘာကြောင့်အရေးမယူတာလဲစစ်တပ်လည်းတိတယ်အရေးမယူဘူးဘာဖြစ်လို့လဲမယူခြင်းလို့အဲ့တော့သူတို့အရေးယူခြင်းတဲ့လူဆိုရင်ဘာမှမဖြစ်တဲ့လူလည်းအရေးယူတယ်ဥပမာအမေဒေါ်အောင်ဆန်းစုကြည်ကိုဒီလူလူကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုဆက်သွယ်ဒီတွင်းကုန်ထုတ်ကုန်ဥပဒေနဲ့ဖမ်းတယ်ဆိုတာအိုင်ကွန်စကားပြောဆက်မှာဒေါ်အောင်ဆန်းစုကြည်ရဲ့တက်တော်ဆောင်မှာအိုင်ကွန်ရှိလို့တဲ့နော်မြန်မာပြည်မှာနှလုံးထိုင်သုံးလုံးထိုင်နေခါချိတ်တဲ့အိုင်ကွန်အသေးမပြောနဲ့အထိုင်ဆက်ကြီးနဲ့နော်ဂုတ်စည်းတွေကိုတိုင်ထောင်ပြီးတော့ခွဲဆက်တွေထည့်ပေးထားတယ်တိုင်ချုပ်ကအထိုင်ဆက်နဲ့ရိုက်တက်လို့မကုန်ဘူးဒါပေမဲ့အဲ့ဒါလိုင်းချေကောက်ပြီးတော့အကုန်လုပ်လို့ရတယ်ဒေါ်အောင်ဆန်းစုကြည်တက်တော်ဇောက်တွေဆိုတာကတီတဲရေးရချပေးထားတဲ့ရဲတွေဒေါ်အောင်ဆန်းစုကြည်လက်အောက်မှာရှိတာမဟုတ်ဘူးဒါပေမဲ့အဲ့ဒီရဲတွေမှာရှိတဲ့စက်တော်ရေးဆက်ကနော်တွင်းကုန်ထုတ်ကုန်နဲ့အမှုစိန်နေဆိုတော့စဉ်းစားကြည့်အခုလက်ရှိဒေါ်အောင်ဆန်းစုကြည်ကိုဆွဲထားတဲ့အမှုတွေစဉ်းစားကြည့်နော်အဲ့တော့မင်းတို့တွေကိုချင်းစာတတ်အောင်အဲ့ဒါလက်တွေ့ပြတာမင်းတို့လက်တွေ့ဝစ်လေတာသိလားနောက်ထပ်ကောင်တွေလာအောင်မယ်မင်းတို့ဘက်မှာတက်ပြက်နေပြီသိလားရှင်းပြောမယ်မင်းတို့ဘက်မှာဇတ်တူသားတွေစားဖို့မခဲရင်တော့တက်ပြက်နေပြီအဲ့တော့တက်ပြက်နေတဲ့ဟာကိုဖက်တွယ်နေတဲ့ကောင်တွေထိတ်မှာပဲနော်အားရတယ်ကျင်တတ်တယ်ဒါဘာဖြစ်လဲတံပြန်တက်ရောက်မှုပဲနော်အဲ့တော့ဒီနေ့ခေတ်ကစောင်းဝမ်းလေကွာ 5G ခေတ်နော်ငကိုလို 3G နေမဟုတ် 5G ဆိုတော့ဒေါင်းတော့ဆွဲလိုက်ရွှေ့ခဲတွားတယ်အဲ့တော့ဝစ်လဲအဲ့လိုပဲနော်မင်းတို့လူခေါင်းဆောင်လို့တီလာပြည့်စုံတဲ့ပုံကိုမင်းတို့ဆဲဆိုထားတယ်နော်ဇော်မွန်ဟင်းဆိုတဲ့သူတို့ပဲအဲ့တော့ဘာဖြစ်လဲချက်ချင်းဝစ်လဲတာနော် 5G ခေတ်ဆိုတော့ချက်ချင်းနောက်ဘဝမကူဒီဘဝမှာနေရွှေ့ခဲလဲတာတိလားအဲ့တော့မင်းတို့ဘောမတွေတွေ့အဲ့လားယူတတ်ရင်တင်ကန်းစာပဲအခုချိန်ထိအဲ့တင်ကန်းစာကိုမယူဘဲနဲ့စက်မိုက်ကြအောင်မယ်ဆိုရင်တော့တဘောပဲ